လေးရိုက်မယ်တကြိုးလေးဝင်းနေဟောဆရာတော်ပြည်တယ်သွားပြီသွားဗျလှုပ်ပြန်ပြီလှုပ်ပြန်ပြီဝင်နေသွားပြီဟောတကြိုးလေးโอ้ဘယ်သူမှလာမကြည့်ပါသေးနဲ့ကွာဟာသွားပြီဟာတက်ချူချက်မယ်နောက်ဆုံးဖုံမူးလည်းနေမယ်နောက်ဆုံးနိုင်စလည်းပြောရခိတာလည်းပြောပြီဟာလောက်လာတယ်ဘော။ဟာရေတော့တော်ကျန်းတယ်လေ။ဟာဆောင်းမပြေကနေကွာ။စားပြေကိုတော့ရေဘယ်လိုလုပ်လို့ဟုတ်ပြီဘော။ဟေးတို့တမ်းမျိုးပြေတဲ့ကိုတော့ဖတ်ကြည့်လိုက်ဒီအထက်ကို